မေးခွန်းတွေနဲ့မေးလာခဲ့ပြီဘာကြောင့်မို့လမ်းခွဲတာလဲပြောစမ်းဆိုပြန်မေးကုန်းမမာနာများကြောင့်လမ်းခွဲလိုက်တာသူမသိရှာပြီအလှကုန်တနာကုန်ကျွဲလေပညာမဲ့တော့ထက်တဲ့မနှင်းတဘာသူအမြင်မှာတော့အစိတ်စုကတွေဝရံကထားအမြင်လှပေမဲ့ပန်းရိုင်မနေစီရွှေဘုံမော်မဆန်းချစ်မြတ်သားချီချနေလို့ဒုက္ခကိုမကြောက်သူဒူးမထောက်ပြီးလမ်းကလာပြီးရင်နွမ်းကြွေရအောင်မီတန်မြာဝတ်စင်ရဲ့မှာလူကင်းမှာအစားမောင်းချင်မနေကန်ဝင်စံတင်လောက်တဲ့အလားပန်းလေးမခင်နေစီလူကုန်နဲ့အတိုင်းဝိုင်းကိုမှအထင်ကြီးလေသောမနေစီကန်ဝင်စံတင်လောက်တဲ့အလားပန်းလေးမခင်နေစီလူကုန်နဲ့အတိုင်းဝိုင်းကိုမှအထင်ကြီးလေသောမနေစီဒါကြောင့်မို့လမ်းခွဲခဲ့ပါသည်ခမအလားမရအောင်မှကြုံမကြရှုံးခြင်းမီနှုတ်ခွန်းဆက်တာပါသည်လာရလမ်းသို့လေပြန်မနေလာခဲ့ပြီဘာအကြောင်းမို့လမ်းခွဲတာလဲပြောစမ်းဆိုပြန်မေးကုန်းမမာနာများကြောင့်လမ်းခွဲလိုက်တာသူမသိရှာပြီအလှကုန်တနာကုန်ကျွဲလေပညာမဲ့တော့ခတ်တဲ့မနှင်းသူ့ဘဝသူ့ရဲ့သူ့အကြောင်းသူကတော့အကောင်းမဲ့ထင်ပြီးတဘာသူအမြင်မှာတော့အစိတ်စုကတွေဝရံကထားအမြင်လှပေမဲ့ပန်းရိုင်မနေစီရွှေဘုံမော်မဆန်းချစ်မြတ်သားချီချနေလို့ဒုက္ခကိုမကြောက်သူဒူးမထောက်ပြီးလမ်းကလာပြီးရင်နွမ်းကြွေရအောင်မီတန်တရားဝတ်စင်ရဲ့မှာလူကင်းမှာအစားမောင်းချင်မနေစီကန်ဝင်စံတင်လောက်တဲ့အလားပန်းလေးမခင်နေစီလူကုန်နဲ့အတိုင်းဝိုင်းကိုမှအထင်ကြီးလေသောမနေစီကန်ဝင်စံတင်လောက်တဲ့အလားပန်းလေးမခင်နေစီလူကုန်နဲ့အတိုင်းဝိုင်းကိုမှအထင်ကြီးလေသောမနေစီဒါကြောင့်မို့လမ်းခွဲခဲ့ပါသည်ခမအလားမရအောင်မှကြုံမကြရှုံးခြင်းမီနှုတ်ခွန်းဆက်တာပါပြီလာရအလန်းတို့လှည့်ပြန်မနေ